Hello guys, welcome back from my channel. ကဲဒီနေ့ကတော့ထောင်မှာပြီးခဲ့လာမှာဖွင့်ထားတဲ့ Harry Potter Official Mahodogo Store ကိုသွားလည်မှာဖြစ်ပါတယ်။ဒီကောင်ကဂျပန်မှာပဲရှိတာဖြစ်ပြီးတော့ထိုင်ဝမ်မှာပထမဆုံး Overseas Store အနေနဲ့လာဖွင့်တာဖြစ်ပါတယ်။သူက online ကနေပြီးတော့ booking လုပ်လို့လည်းရတယ်လာပြီးတန်းစီလို့လည်းရတယ်ပေါ့နော်။တစ်ခါဝင်လို့ရှိရင်လူကြီးတက်မှတ်ထားပြီးတော့မိနစ်90ပဲကြည့်ရှုပဲလို့ရတာဖြစ်ပါတယ်။အဲ့တော့ဒီဂျပန်မှာပဲရနိုင်တဲ့ Harry Potter fan တွေအတွက်တကယ်ရှားပါ item တွေကိုစုပေးထားတာမလို့ကျွန်တော်တို့တူဗီဒီယိုဆုံးထိလိုက်ကြည့်ပေးပါအောင်ဗျာ။ကျွန်တော်တို့စဝင်ပြီဆိုတာနဲ့Harry Potter ဒီဇိုင်းနဲ့ဒီလိုအိတ်ကလေးပြီးရပေါ့နော်ကိုကြိုက်တဲ့ item ကိုထည့်ပြီးတော့တည်လို့ရအောင်လို့ဝင်ချင်းမြင်ရတာတွေကတော့ကဲပထမဆုံးကတော့ကျောင်း uniform ပေါ့ဗျာသူတက်ဆိုင်ရာ house ဒီဇိုင်းတွေပါတဲ့ကျောင်း uniform တွေရပါတယ်ဒီမှာဆိုလို့ရှိရင်ဒါ Ravenclaw ရဲ့ဒီဇိုင်းပေါ့နော်ဒါကတော့ Gryffindor ရဲ့ဒီဇိုင်းအနီအောင်ကျောင်း uniform ပေါ့နော်ဈေးကတော့မသေးဘူးဗျထိုင်ဝမ်ဒေါ်လာ1000ထက်မှရှိရပေါ့နော်ဒါတော့ဒီကျွန်တော်တို့ university jacket လို့ခေါ်တဲ့ varsity jacket ပေါ့နော် Harry Potter ဒီဇိုင်းနဲ့ဒါတော့ဒီ house logo လေးတွေပါတဲ့အိတ်တွေပေါ့နော်မင်းကလေးတွေသဘောကျမဲ့အိတ်မျိုးတွေပေါ့ varsity jacket ကလာတော့မိုက်တယ်ဗျအနိုင်အောင်ရွှေအောင် you have nothing to fear if you have nothing to lose ဆိုရစာတာနေကာလာဆက်ထားလေးရတော်တော်လှတယ်ဒီတစ်ထည့်ကဝင်ချင်းမြင်ရတဲ့ကောင်တာပေါ့နော်ဒါတော့ဒီဖျောင်းနိုင်လို့ပြီးတော့အိတ်အသေးလေးတွေပြီးတော့ဖောင်တိန်တို့ notebook တို့အသေးစား merchandise ပစ္စည်းလေးတွေပေါ့နော်တော့ကြိတ်သူတက်ဆိုင်ရာ house design နဲ့ပေါ့နော်ဒါဆိုလို့ရှိရင်သူက ice cream keychain လို့ခေါ်တယ်အဲ့လိုရေးထားရကြသူတက်ဆိုင်ရာ house design နဲ့ပေါ့နော်ဒါဆိုရင်ဒါ Ravenclaw ဒါဆို Slytherin ပေါ့နော်ဒီ color ဆိုလို့ရှိရင်ဒါဆိုရင်ဒါမှ Ravenclaw ဗျ sorry ခုနအဝါ Hufflepuff အနီကတော့ Gryffindor ပေါ့ဗျာတော့အားလုံးရဲ့ favorite house ဖြစ်ပါရဲ့ချင်းသေးပုံနဲ့ဒီနောက်ခါမှာပြထားတာကြတော့အစုံပဲဗျဒါကတော့ Harry Potter fan တွေဆိုရင်သိပါတယ်အထဲမှာ chocolate ဖားလေးပါတယ်ပြီးတော့လို့ရှိရင်နာမည်ကြီး wizard တွေရဲ့ကတ်ကလေးပါတယ်ဒါ Wesley ဆိုရင်အဲ့ဒါစုကအရင်ကြိုက်တယ်လက်ရတော်တော်လေးကောင်းတယ်ဗျ official product တွေဆိုတော့လေခုနပြတဲ့ varsity jacket ကိုမှဒီလို color မျိုးစုံရှိတယ်နော်ဒါရွှေဘောလုံးတစ်စိမ့်နဲ့ရှိတယ်ဒါကတော့ဇာကားထဲမှာပါတဲ့ဒီ beast တွေပေါ့နော်ပြီးတော့အကောင်တွေဒါဆိုလို့ရှိရင်ဒါမင်လာလေးပေါ့နော်အဲ့ဒါလေးအယုတ်လေးပေါ့ဗျာဒါဆိုလို့ရှိရင် philosopher stone မှာပါတဲ့ခေါင်းသုံးလုံးနဲ့ခွေးပြီးသွားလို့ရှိရင်ဒါ blue တွေ pink ဘူးအစုံပဲဗျအယုတ်က the fantastic beast ထဲကအယုတ်တွေလည်းရှိဒါကတော့အားလုံးရဲ့အကြက်တပြက်စီးပြန်ဖြစ်ပါတယ်ဒီကောင်တော့ not for sale ပါမရောက်ပါဘူးဒါကတော့ Harry Potter movie နဲ့သက်ဆိုင်တဲ့ logo လေးတွေပါတဲ့ရင်တိုးပေါ့နော်သူကရွေးပြီးတော့ဝယ်လို့တော့မရဘူးဗျ random box ပေါ့နော်အခုပြထားတဲ့ design တွေကတစ်ခုပါမယ်အဲ့လိုပုံစံပေါ့နော်ကိုကြိုက်တဲ့ logo ရင်တိုးတော့ရွေးလို့မရဒါဆိုလို့ရှိရင်ဒါ Death Eater rings ပေါ့နော်သူလဲ random box ပဲ Death Eater နဲ့ဆိုင်တဲ့
ဒီ max တို့ပါလို့ပါမယ်ပေါ့နော်ဒါပေမဲ့ရွေးယူလို့မရဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မှာချုပ်လို့ရတယ် bash လေးပေါ့နော်သူကဒါကြတော့ဒီ magical creature collection Harry Potter ကလည်းမှာပါတဲ့ creature လေးဒီကောင်ခုနပြောရဲကျွန်တော်တို့ Death Eater Mastering Collection အဲ့လိုသူ collection လေးခွဲထားရဗျာဒါဆိုလို့ရှိရင် Beast Collection ဒါတော့ Fantastic Beast တွေကအခုဒီမှာပြထားတဲ့အယုတ်လေးတွေကတရုတ်ရသူလည်းရွေးယူလို့မရဘူး random box blind box ပေါ့နော်ဒါဆိုလို့ရှိရင် Magic One Magnet Collection ဟိုရေခဲတက်တာမှာကတ်လို့ရတယ်ဒီထက်ကတစ်ခုပေါင်တယ်ပေါ့နော်ရွေးလို့မရဘူးဒါကတော့ Horcrux Collection ဒါ Voldemort ရဲ့ဝိညာဉ်တွေထည့်ထားတဲ့ Horcrux ခုနှစ်ခုပေါ့နော်ဒါလည်း random ပဲဗျဒါဆိုလဲဒါ magnet collection ပဲပေါ့နော်ရေခဲတက်မှာကတ်လို့ရတဲ့ဟာပဲသူလဲ blind box ပဲဒါဆိုလို့ရှိရင်လဲဒါဒစိတ်ကအစုံပဲဗျာ collection ထဲမှာသူကလည်းဒီမှာ dark mug တို့ဒီ time turner တို့မျိုးစုံပါတယ်ဒါကြတော့ character တွေပေါ့နော် character တွေပါမဲ့ blind box character keychain ပေါ့နော် Harry Potter တို့ Dumbledore တို့ Hagrid တို့ Professor Snape တို့ Hermione တို့ဒီလိုအိတ်လေးနဲ့လာတယ်ခုနပြထားတဲ့ဟာတွေကတစ်ခုရဒီလဲ random and blind box ပဲဒါမဲ့ collection တော်တော်များများမှာသူ mystery ဆိုပြီးတစ်ခုပါတယ်ဗျာပြထားတဲ့ဟာတွေကမဟုတ်သေးဖဲနေပေါ့နော် mystery box ပေါ့ခံကောင်းရပေါက်ဒီလို mystery box လိုချင်တယ်ဆိုရင်တော့ဒီမှာပြထားတဲ့ collection တစ်ပတ်ကင်ဝယ်လိုက်ရင်အဲဒီ mystery box ကိုရမှာတေးကြတယ်ပေါ့နော်ဒီလိုလိုချင်တယ်ဆိုရင်တော့အဲ့လိုဝယ်လို့ရတယ်ဒီကောင်ဒါကတော့ main ကလေးတွေကြိုက်ပေါ့နော်သူကဒီအိတ်အသေးလေးတွေပြီးတော့တာဝါတွေထုတ်ပတ်တွေပြီးတော့ထားတော့ထားလာလွယ်လို့ရတဲ့အိတ်လေးပေါ့နော်ဒါဆိုရင်တော့ Nagini inspiration ပေါ့ဒါမွေးရေးကုန်ပုံစံအိတ်ကောင်မှာ size စုံပေါ့ဗျာသူတက်ဆိုင်ရဒီ character ရဲ့ sticker လေးတွေနဲ့ဒီကောင်တာလေးတွေကတော့ကျွန်တော်တို့ဒီ daily use product တွေပေါ့နော်အိတ်တို့ဘောပင်တို့တော်ကျိတ်တို့အဲ့ဒါတွေကိုသူက house alike ခွဲပေးထားတာဒီကောင်ဆိုရင်Slytherin ရေဘူးတို့ brush တစ်စိတ်တို့အိတ်တို့ Muffler တို့အဆုံးရှိရဗျာလုံးဝဒါဆိုရင် Gryffindor အနီးအောင်သူဆိုလဲအစုံရှိရအိတ်ရှိရပြီးတော့ဒီခွက်ရှိရရေဘူးရှိရ keychain ရှိရဒီဖုန်းချိတ်တဲ့ holder ရှိရ muffler ရှိရဆိုဒီကောင်ဆိုလို့ရှိရင်လဲဒီကောင်က Ravenclaw ဆိုတော့ခရမ်းရောင်ဒါ Ravenclaw နဲ့ဆိုင်တဲ့ product တွေအကုန်လုံးစုပေးထားတဲ့နေရာဒါကတော့ keychain ကောင်တာပေါ့ဗျာဒီ Harry Potter movie ထဲမှာပါတဲ့ character တွေ creature တွေ vehicle တွေအကုန်ရှိရဒါဆိုရွှေဘော်လုံးပေါ့နော်အဲ့လိုမျိုးဒီ Hogwarts Express ရထားလေးတို့အကုန်ရှိဒါကတော့ဒီခုနပြရတဲ့တက်ဆိုင်ရာ house တွေရဲ့ကပ်ပေါ့နော် Gryffindor ကတော့ကုန်သွားပြီပဲအပေးရတူများတဲ့အတွက် favorite ဆိုတော့လေChannel House သုံးခုပဲရှိတော့တယ်ဗျဒါကတော့ကျွန်တော်ခုနပြောပြတဲ့ ice cream keychain ပေါ့နော်ဒီမှာတော့ house လေးခုစုံသေးရဗျ have a pack ပဲဒါ have a pack ဒါ Gryffindor အစိမ်းရော Slytherin ဒါက
Ravenclaw ဒီထဲမှာတော့ house ၄ခုစုံလေးရပေါ့နော်ဒါကတော့ the puzzle book လေးကြိုက်တဲ့ character ရွေးလို့ရတယ်ဒါကတော့ girl section ပေါ့ဗျာအကောင်လုံးက pink color ကြီးများတယ်ဗျတူလို့ငါးတုပ်ပေါ်တို့လက်တုပ်ပေါ်တို့ရေဘူးပြီးတော့ဘေးလွယ်အိတ်တို့ထုတ်ဘတ်တို့အကောင်လုံးကကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ pink color ကြီးပဲပေါ့နော်အဲကြောင့်မို့ကျွန်တော် girl section လို့ခေါ်တာဒါကတော့ accessory ကောင်တာပေါ့နော် the lasso တို့ nugget တို့ဆွဲကြိုးတော်တော်များများအဲ့ဒါတွေပေါ့နော်ဒါဆိုလို့ရှိရင်တက်ဆိုင်ရာ house က logo နဲ့ lasso ပေါ့ဗျာ house လေးခုလုံးနဲ့ lasso ရှိရယ်ဒါဆိုရင် Slytherin logo နဲ့ lasso ကာလာလည်းသူက3ရောင်ရှိရယ်ရွှေရောင်ရယ်ငွေရောင်ရယ် bronze ကဒါဆိုလို့ရှိရင်ရွှေရောင်ပေါ့နော်ဒါကတော့ Ministry of Magic ဒါစိဒါကတော့ Slytherin necklace ပေါ့နော် Harry Potter fan တွေဆိုသိပါတယ်ဒါကတော့ Harmonious က Time Turner necklace ဒီမှာထိပ်ပြထားတယ်ဒါကတော့ Voldemort section ပေါ့နော်ဒါ Dugmat sticker ပြီးတော့ Voldemort army ရဲ့ Death Eater တွေ with the Dugmat အကြီးရှိရယ်ပြီးတော့ဒီ Voldemort ရဲ့ signature ဖြစ်တဲ့ Dugmat keychain မိုက်တယ်ဗျကာလာကျွန်တော်က hero ထက် villain တွေကြိုက်တာများတယ်ဒါဆိုလို့ရှိရင်လည်း Dugmat logo နဲ့လက်ကင်မှာပေါ့နော်ကျွန်တော်တစ်ထည့်ဝယ်လာတယ်ပြီးတော့ဒီခေါင်းစည်းရှိရယ်တုပ်ပတ်ရှိရယ်အိတ်ရှိရယ်ဒါက Lucia Malfoy ရဲ့ Magic Wand ပေါ့နော်အောက်က Dugmat Max နဲ့ဒီကောင်တာကတော့လုံးဝ rare item တွေထားကောင်တာပေါ့နော်ဒီမှာဆိုရင်ဒါ Philosopher's Stone ပြီးတော့ဒါဒီ cap တွေခွက်တွေဒါ Voldemort ရဲ့ Dugmat design နဲ့ခွက်ဒီ logo မျိုးစုံနဲ့ခွက်တွေပကံများရှိရယ်ဒါဆို Hogwarts Express ဒါအပေါ်မှာပြထားတဲ့ cap တွေရဲ့ပတ်ကင်တွေပေါ့နော်မျိုးစုံရှိရယ်ရင်နွေးဦးလည်းရှိရယ်ပြီးတော့ပကံလေးလည်းရှိရယ်ဒါကတော့လုံးဝ voice recognition magic wand ပေါ့နော် limited edition ပါ Harry Potter ကိုင်တဲ့ wand ပေါ့ဗျာအောက်မှာတော့ဒီ magic wand မျိုးစုံရှိရယ်ကိုကြိုက်တဲ့ wand ကိုရွေးလို့ရတယ်မဈေးတော့ကောင်းတယ်ဗျထိုင်ဝမ်ဒေါ်လာ2000နဲ့3000ကြားမှာရှိရယ်ပေါ့နော်တော့အောက်ကကြတော့ဒီ one ထဲအိတ်လေးတွေပေါ့နော်စိတ်ကြိုက်ရွေးလို့ရတယ်ဒီကောင်တာကတော့လက်ကင်ပေါ်ကောင်တာလို့ပြောရမှာပေါ့နော်လုံးဝဒီ house design နဲ့လိုချင်လားသူတက်ဆိုင်ရာ character တွေ design နဲ့လိုချင်လားဒါမှမဟုတ်လို့ရှိရင်ဒီ creature ပုံတွေနဲ့လိုချင်လားမျိုးစုံရှိရဗျာလုံးဝအများကြီးပဲလက်ကင်မအောင်မှာလုံးဝအစုံပဲဗျဒါဆိုရင် Slytherin necklace လက်ကင်ပေါ့ဟာပြီးသွားလို့ရှိရင်ဒါ Slytherin wand အောက်ကကြတော့ဒါ muffler ကြီးပေါ့နော်ဒါတော့လက်ကင်ပါပါလုံးဝအယောင်ဆုံးပဲဗျာစိတ်ကြိုက်ရွေးလို့ရတယ်အောက်မှာကျတော့ဒါခေါင်းစည်းပေါ့နော်
ဒါဆိုယောက်ျားလေးတွေဓာတ်မှတ်လိုပုံနဲ့ဒါဆိုလို့ချင်းဒါခေါင်းစည်းပဲ Harry Potter ပုံနဲ့ပေါ့နော်ဆိုဒီမှာဆိုသူဖြန့်ပြထားတယ်ဗျာရွှေဘောလုံးပုံနဲ့ဒါလက်ကင်မှာဒါဆိုလို့ချင်း muffler ဒါကတော့ဈေးညံအမှတ်934 logo နဲ့ဒါပေါ့ဝါပေါ့နော်နည်းနည်းတော့ပေါ့မိုက်တယ်ဒါကတော့ဒီ Trend Wizard Tournament Goblet of Fire ရဲ့မှာပါတယ်ဗျာအဲ့ထဲကပြိုင်ပွဲဝင်နေရဲ့ Magic Wand နေမင်းတို့ပြိုင်ပွဲဝင်က3ယောက်ပဲရှိရမှာပေါ့နော် Harry Potter ပါသွားတော့4ယောက်ဖြစ်သွားတယ်ဒီမှာဆိုရင် Harry Potter Cedric Diggory Flair Dagor Victor Cran အဲ့ဆိုင်ကပြိုင်ပွဲဝင်နေရဲ့ Magic Wand နေပေါ့နော်မိုက်တယ်ဒါကတော့ store ရဲ့ decoration ပေါ့နော်လုံးဝ over ကြောင်းတော်ကြီး style ကိုလုပ်ပေးထားတာပေါ့နော်သက်ဆိုင်ရာ house ကြီးအလံတွေချိတ်ထားတယ်ပကြီးကားတွေပြီးသွားလို့ရှိရင်ဒါကဇင်းကြံအမှတ်933/4ကဲဒါကတော့ကျွန်တော် Harry Potter store ကိုသွားလဲဘလော်လေးပါကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့နဲ့ဘူးเนาะ Thank you guys see you in the next video peace